မောက်တချမရဲ့ချစ်တွေကိုခွဲမောက်တယောက်ထဲတွေ့ပြီးစမှာတဲ့ဘယ်သူမှမောက်လို့မချစ်ခဲ့ဘူးပါတယ်။ဘာကြောင့်လဲချစ်ရတဲ့ကိုများကစွမ်းထန်နေလားချစ်ဘူးတဲ့ချစ်တဲ့ချစ်မိပြီခွဲ။ဘာကြောင့်များချစ်ကိုထားနေမလဲတယောက်တူတွေ့ခက်ခဲအလုံးကိုရင်ဆိုင်ရင်ဆိုရင်ချစ်ပဲလို့တဲ့ဘာကြောင့်တဲ့တင်ရှိလဲခွဲပြတ်တဲ့